နောက်တစ်ခုကတော့ဆေးမှာမြန်မာ registration number ပေါ့နော်NM register number ပါမပါဘူးဘယ်လိုကြည့်ရမလဲဆိုတာအတွက်ရှင်းပြပေးချင်ပါတယ်ဒီမြန်မာ registration number ဆိုလို့ရှိရင်သူအရင်ဆုံး R ဆိုတဲ့ letter လေးရှိပါတယ် R ပြီးတော့ရင်သူ့ရဲ့နောက်မှာကဏ္ဍနှလုံးရှိပါတယ်အဲဒါက expiry year နဲ့ experiment မှာပြီးတော့ရင်နောက်မှာ letter A တစ်ခုပါပါတယ်ပြီးတော့ရင်နောက်မှာ number 4 digit ပါပါတယ်အဲ့မှာဆိုလို့ရှိရင်သူကပုံစံလေးမျိုးနဲ့လာနိုင်ပါတယ် R expiry year experiment A 4 digit ပြီးရင် R expiry year experiment AA 4 digit ပြီးတော့ R expiry year experiment L 4 digit နဲ့ R expiry year experiment EA number 5 digit ဆိုပြီးတော့လေးမျိုးရှိနိုင်ပါတယ်ဒါကတော့မြန်မာ register number ပါမှာပါဘယ်လိုကြည့်ရမှာလဲဆိုရင်ဒါလေးပါလို့ရှိရင်မြန်မာ register number ပါပါတယ်ပြီးတော့မြန်မာ register number မှာပါဝင်တဲ့ expiry year experiment ဆိုတာကဒီကိုတောက်မဲ့စီ product ရဲ့ expiry date နဲ့မသက်ဆိုင်ပါဘူးမြန်မာ register တက်တန်းကုန်ဆုံးတဲ့ရက်ကိုဆိုလိုခြင်းဖြစ်ပါတယ်မြန်မာ register တက်တန်းကုန်ဆုံးတဲ့ဆိုလို့ရှိရင် register တက်တန်းတွေ့ရပါမယ်တက်တန်းတွေ့ထားတဲ့စီရဲ့အရှိမဆိုလို့ရှိရင်register number ရှေ့ဆုံးမှာ R ပါဝင်ပါတယ်အဲ့ R ကဘာကိုပြောချင်တာလဲဆိုတော့ renewal လို့ခေါ်တဲ့တက်တန်းတိုးတာကိုရည်ညွှန်းတာဖြစ်ပါတယ်အဲဒါကြောင့်မို့ပထမဆုံးအချိန် register လုပ်တဲ့စိတ်မှာဆိုရှင်ရှေ့ဆုံးက R မပါတာရှိပါတယ်နောက်တစ်ခုကျတော့တချို့ဟာမှာတချို့စိတ်မှာစိတ်မဟုတ်ဘဲနဲ့ပေါ့ supplement လို့ဟာမျိုးဆိုလို့ရှိရင် drug registration မဟုတ်ဘဲနဲ့ full registration IR number နဲ့ဖော်ပြထားရလဲပါပါတယ်အတူရှောက်ရမလို့ရဲစိတ်နဲ့ဆက်ဆက်ပစ္စည်းတွေမှာဆိုလို့ရှိရင် register number လည်းမပါဝင်ပါဘူးဥပမာအဖြစ်ဆိုရင်ဘာတွေရှိလဲဆိုဆရာဝန်သုံးဆက်ဆက်ပစ္စည်းတွေပါတယ်ဆိုလို့ရှိရင် registration နဲ့မပါဝင်တာရှိပါတယ်ပြီးတော့တိုင်းရင်းစေဝါပေါ့နော်တိုင်းရင်းစေဝါမှာဆိုလို့ရှိရင်ကျတော့သူကဘာပါမလဲဆို TMR number ပေါ့နော် TMR နဲ့အနောက်ကနေပြီးတော့ digit လေးပါပါတယ် number လေးပါပါတယ်ဒီကသူကကျတော့ဘာလဲဆိုတိုင်းရင်းစေဝါမှတ်ပုံတင် number ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တက်စားပေါ့နော် or rehydrating salt ပေါ့နော် ORS မှာဆိုရင် REG number ဆိုပြီးတော့ပါပါတယ်မြန်မာ register number ဖြစ်ပါတယ်သူအနောက်မှာ L ပြီးတော့ digit လေးပါပါတယ်နောက်တစ်ခုဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျတော့သူက TMR ဆိုပြီးတော့ number လေးပါပါတယ်ဒါတိုင်းစေဝါထုတ်လုပ်ခွင့်အမှတ်ပေါ့နော်တိုင်း TMR number ပါပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းသူကထုတ်လုပ်တဲ့ရက်ဆိုရင် manufacture date ဆေးရဲ့ manufacture date ပါမယ် expiry date ပါမယ်ဆေးရဲ့ batch number ပါမယ်အောက်မှာ MN register number ပါပါမယ်ပြီးတော့ရင်ဆေးရထုတ်လုပ်စက်ရုံရဲ့ထုတ်လုပ်ခွင့် license number တွေပါပါတယ်ပြီးဒီမှာဆိုလည်းမြန်မာ register number ပြီးတော့ manufacturing license batch number manufacture date expiry date ဆိုပြီးတော့ဒါလေးပါပါတယ်နောက်တစ်ခုကတော့ဒါဆေးတစ်မျိုးတွေ့ပြီဆိုလို့ရှိရင်ဘယ်လိုကြည့်ရမလဲပေါ့နော်သူရဲ့ dosage form ကပါလဲရှေ့မှာပြောသွားတယ် dosage form လို့ brand name training general name strength to expiry date တို့ပေါ့နော်အဲ့ဒါလေးကိုရှင်းပြချင်ပါတယ်အရင်ဆုံး dosage form ပေါ့နော်ပထမဆုံးမျှပြထားတဲ့ dosage form မှာဆိုလို့ရှိရင်သူက tablet လို့ရေးထားတယ် tablet ဆိုတာဆေးအခဲပုံစံဖြစ်ပါတယ်အောက်က brand name or training မှာဆိုလို့ရှိရင်တော့တော့ဘာမှကျစစ်လို့ရေးထားတဲ့အတွက်ကြောင့်သူရဲ့ဆေးအမည်ကသူရဲ့ brand name မှာပုံမှန်သူ့ထဲမှာဘာပါလဲဆိုတော့ကတော့အောက်မှာ general name တောင်ပုံရင် chemical name လို့ခေါ်ပါတယ်ဘာပါလဲဆိုတော့ paracetamol ပါတာပါသူရဲ့ strength ပင်အားတော့ဘယ်လောက် milligram ပါလဲဆိုတာကိုပြောချင်တာပါသူ့မှာ900 milligram ပါဝင်ပါတယ်ပြီးတော့စိတ်ကလေးမှာဆိုလို့ရှိရင်တော့ expiry date ပါဝင်ပါတယ်ဒါလေးကတော့ nasal group မှာဆိုလို့ရှိရင် dosage form ကသူက caplet လို့ခေါ်ပါတယ် caplet ဆိုတာကတော့ tablet ကိုမှ capsule လို့ရှည်ရှည်လေးဖြစ်တဲ့အတွက်ကြောင့်သူ့ကို caplet လို့ခေါ်ပါတယ်branding or training ကတော့ nasal group ဖြစ်ပါတယ်သူရဲ့ general name ကတော့သူက3မျိုးပေါင်းထားတဲ့အတွက်ကြောင့် general 3ခုပါပါမယ်ပြီးရင်စိတ်ကမှာပဲသူရဲ့ users indication ပေါ့နော် indication ကိုရေးထားရင် users ကိုပြောတာပါအသုံးပြုပုံမှာဘယ်နေရာမှာအသုံးပြုလို့ရလဲဆိုတာကိုရှင်းပြထားပဲဖြစ်ပါတယ်သူမှာပြီးတော့ register number manufacturer ပြီးတော့ country of origin လို့ခေါ်တဲ့ဘယ်နိုင်ငံရဲ့လောက်တာလဲ expiry date ရဲ့ပါဝင်ပါတယ်ဒါလေးကတော့ European tablet ဒီပါသူမှာလည်း branding training general name dosage form register number manufacturer ဆိုပြီးတော့ဒီဆေးဘူးကိုကြည့်လိုက်တာနဲ့အချက်အလက်လေးပါပါတယ်။မဆိုရင်ဆေးတဘူးတောင်မဟုတ်ဆေးတစ်ကပ်ကိုကြည့်လိုက်တာနဲ့သူ့မှာဆိုရင် branding ရပါလဲပေါ့နော်သူရဲ့ဆေးနာမည်ရပါလဲပြီးတော့သူ့ထဲမှာတကယ်ပါတဲ့ပေါင်ပစ္စည်းရပါလဲပြီးတော့သူ့ရဲ့ dosage form လို့ခေါ်တဲ့ပုံစံကအခဲလားအရည်လားအလုံးလားပါလဲဆိုတာကိုကြည့်တတ်ပါမယ်။မဆိုရင်တော့နောက်အပိုင်းလေးကိုဆက်လက်ပြီးတော့ဆောင်းပြပေးကြပါအောင်နော်။